အရှေ့မြောက်ပိုင်းမှာစစ်ပွဲတွေရပ်နိုင်လိုက်တဲ့အတွက်စစ်ကောင်စီဟာအသက်ရှူပေါက်ရပြီးတော့ရခိုင်နဲ့စကိုင်းဘက်ကိုစစ်ဦးလှည့်နိုင်ခဲ့ပါတယ်လေရင်နဲ့ဘုံပူကျဲနိုင်ခဲ့ပါတယ်တရုတ်ကတကောင်ကျက်ဖြစ်နေတဲ့စစ်ကောင်စီကိုအသက်ဆက်ကယ်တင်ပေးခဲ့ပါတယ်ဆန္ဒပြတဲ့သူတွေကိုရက်ဆက်ဖြိုခွဲနှိမ်နင်းခဲ့တဲ့စစ်ကောင်စီရဲ့ရဲအဖွဲ့နဲ့တရုတ်နဲ့ပူးပေါင်းဆောင်ရွက်ဖို့ MOU သဘောတူစာချုပ်နှစ်ခုလက်မှတ်ရေးထိုးခဲ့ပါတယ်စာချုပ်တစ်ခုကပူးပေါင်းဆောင်ရွက်ရေးဌာနတည်ဆောက်ဖို့သဘောတူစာချုပ်ဖြစ်ပါတယ်နောက်တစ်ခုကတော့ရဲအဖွဲ့အတွက်ကိရိယာတစားပလာတွေဝယ်ယူရေးအတွက်တရုတ်ယွမ်9 သန်းအမေရိကန်ဒေါ်လာနဲ့ဆိုရင်9 သိန်းထောက်ပံ့ဖို့ဖြစ်ပါတယ်အဲ့ဒီစာချုပ်တွေထဲမှာတရုတ်စီမံကိန်းတွေတတ်ထုတွင်းတွေစက်ရုံတွေကိုရဲအဖွဲ့ကတက်ကြွအကာအကွယ်ပေးရေးအာမခံချက်ကိုစစ်ကောင်စီဘက်ကပေးရပါတယ်ဒါအပြင်တရုတ်နဲ့မြန်မာလုံခြုံရေးအဖွဲ့တွေပူးတွဲပါဝင်တဲ့အထူးပုဂ္ဂလိကစစ်ရေးကုမ္ပဏီတစ်ခုကိုတီထောင်ဖို့လဲစစ်ကောင်စီဘက်ကသဘောတူထားပါတယ်အဲ့ဒီပုဂ္ဂလိကစစ်ရေးကုမ္ပဏီတီထောင်ခွင့်ပြုဖို့အတွက်ဥပဒေတောင်တည်တံ့ပြဋ္ဌာန်းပေးရပါတယ်အဲ့ဒီတရုတ်စစ်ရေးကုမ္ပဏီကအဓိကလုပ်မှာတွေကတော့ကြောက်ဖြူရင်နဲ့စိတ်ကန်းကာကွယ်ရေးခစ်တစ်ပိုလမ်းမှာ BRI ကိုကာကွယ်ရေးတရုတ်မြန်မာစီးပွားရေးစင်ကြံကိုကာကွယ်ရေးတရုတ်မြန်မာမီးထားလမ်းကိုကာကွယ်ရေးအမွာပိုက်လိုင်းကာကွယ်ရေးတရုတ်ပိုင်စက်ရုံနဲ့တတ်ထုမိုင်းတွေကိုကာကွယ်ရေးတရုတ်ရဲ့စီးပွားရေးစုံတွေကိုကာကွယ်ရေးတွေဖြစ်ပါတယ်2024ခုနှစ်ဩဂုတ်လမှာ FTC 2000G Fighter Jet 6 စင်းကိုတရုတ်ကစစ်ကောင်စီကိုလက်လွှဲပြောင်းအပ်ပေးခဲ့ပါတယ်တရုတ်ကစီစဉ်တဲ့နည်းပညာအဆင့်မြင့် drone ထုတ်လုပ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းကိုစစ်ကောင်စီကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်ဆန်းကတောင်းဆိုခဲ့ပါတယ်နာမည်ဆိုးနဲ့ကြော်ကြားတဲ့စက်တက်လေဒီဟာလည်းတရုတ်ရဲ့အကူအညီလို့ဆိုကြပါတယ်စစ်ကောင်စီပြုတ်ကျသွားမယ့်အဖြစ်ဟာတရုတ်လိုလားတဲ့အဖြစ်မဟုတ်ပါဘူးအဲ့ဒါဟာဘာကြောင့်လဲဆိုတော့စစ်ကောင်စီပြုတ်ကျသွားရင်ဘာဆက်ဖြစ်လာမလဲဆိုတာကိုတရုတ်ရဲ့စိတ်ထဲမှာမသေးကြလို့ပါသူမခံမှန်းနိုင်လို့ပါတရုတ်ဟာ NUG အမျိုးသားညီညွတ်ရေးအစိုးရအပေါ်မှာအကြီးကျယ်တန်တရားရှိပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာအနောက်နိုင်ငံတွေနဲ့တိတ်နီးစပ်နေတယ်လို့တရုတ်ကမြင်ပါတယ်အဲ့ဒါကြောင့်သေလူဆဲလူမမာကြီးလိုဖြစ်သွားတဲ့စစ်ကောင်စီကိုအကျော်စေးတွေအားကြီးတွေအမျိုးမျိုးသွင်းပြီးတော့အသက်ကယ်ပေးခဲ့ပါတယ်စစ်ကောင်စီအပေါ်မှာလဲကြာနာကြီးကိုဩဇာလွှမ်းမိုးသွားနိုင်ပါတယ်စစ်ကောင်စီမှာအမေမွေးတဲ့အသက်မရှိတော့ပါဘူးတရုတ်ပေးတဲ့အသက်ပဲရှိပါတော့တယ်ဝမ်ဆွေဝမ်ဆွေပါတိတ်ရှိကျွန်း